မင်္ဂလာပါခင်ဗျာမက်ဟော်ရီစင်ကနေကြိုးဆိုပါရယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့တရုတ်ဒန်နိုင်လာတာအိုဘာသာနဲ့သက်ဆိုင်တဲ့သမိုင်းမှတ်တမ်းတွေတဲကစွမ်းအားအကြီးဆုံးလက်နက်10ခုအကြောင်းပါပဲတရုတ်တာအိုဒန်နိုင်ထဲမှာရှိခဲ့တဲ့လက်နက်တွေဆိုတာလဲအကုန်လုံးကတောတောင်တွေပါဖျက်ဆီးနိုင်လောက်အောင်စွမ်းအားကြီးနေတာတွေမဟုတ်လားနာမည်ကြီးတာအိုနတ်ဖျားတွေတောင်200ကျော်ရှိနေတာဆိုတော့ဒါကလည်းအစမ်းတော့မဟုတ်ဘူးပဲပြောရမယ်ဒီနေ့ဗီဒီယိုကအဲ့လိုလက်နက်တွေထဲမှာမှအကျဉ်းဆုံး10ခုရဲ့သမိုင်းနဲ့ဘလို့စွမ်းအားတွေပိုင်ဆိုင်ထားလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာလူရင်းကိုပြောပြီးပြီဆိုတော့အားအကောင်းဆုံးလက်နက်10ခုတဲကနံပါတ်10နေရာမှာရှိနေတာဘာလက်နက်လဲကြည့်လိုက်ရအောင်ဗျာ The Dragon Tame Hebat မြန်မာလို့ဆိုရင်တော့ငကနိုင်ပစိန်သွားလံပေါ့လူသိနေပေမဲ့သမိုင်းကြောင်းအရာဆိုရင်ဒီလက်နက်ကတော်တော်လေးကိုကျန်းနေဗျဒဏ္ဍာရီတွေကအတိုင်းဆိုငကားတွေကိုတော့အမိန့်ပေးနိုင်တဲ့အစွမ်းမျိုးပိုင်ဆိုင်ထားပြီးတော့ဖန်တီးခြင်းနဲ့ဖြက်စီးခြင်းရဲ့ပြရုပ်လို့အမည်တွင်ခဲ့တာပါသမိုင်းမှတ်တမ်းတွေထဲမှာငကနိုင်ပစိန်သွားလံကိုအသုံးပြုပြီးတော့တိုက်ခတ်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းရည်ရရာဖော်ပြထားတာမရှိပေမဲ့ထင်ရှားတဲ့ဒဏ္ဍာရီမှတ်တမ်းတွေရတော့ကဘာကြီးတစ်ခုလုံးပြိပခဖြစ်နေတဲ့အချိန်မျိုးတွေမှာတော့ကောင်းကင်ကနေစွမ်းအားအကြီးဆုံးစစ်အေဂရစ်ကိုအနှင်းနဲ့လက်နက်လို့ပြောကြပါတယ်စွမ်းအားကတော့အရှိမပြောခဲ့သလိုငကားတွေလိုကြောက်မက်ဖွယ်ကောင်းတဲ့တက်ရှိတွေကိုတော့စိတ်ထဲရှိသလိုထိန်းချုပ်နိုင်ပါတယ်ဒရက်ကြီး၅ပါးကိုထိန်းချုပ်ပြီးလေနဲ့မိုးကိုပါဆင့်ခေါ်နိုင်ပါတယ်မုန်တိုင်းတွေဖန်တီးဖို့ဆိုတာအလွယ်လေးပါပဲနံပါတ်9ဝတ္ထုတွေကရှောင်းချင်းကင်ဆောင်ခဲ့တဲ့လာချမ်းကွေးလန်ဒါမှမဟုတ်နတ်ဆိုးနိုင်တောင်ဝေးဒါကိုတော့ထွေထွေထူးထူးပြောစရာလိုမယ်တော့မထင်ပါဘူးဒီခေတ်မှာလူတိုင်းကဝူခုံးပါဝင် Journey to the West ထဲကဇက်ကောင်တွေနဲ့အစိမ့်သက်သက်ဖြစ်နေတဲ့လူဆိုတာမရှိသလောက်ရှားနေပြီလေဒါပေမဲ့ရှောက်ချင်းရဲ့လက်နက်နဲ့ပတ်သက်ပြီးတော့သိတဲ့လူတော့တော်တော်ရှားမယ်လို့ကျွန်တော်ထင်တယ်ဗျဘာလို့ဆို Journey to the West အနောက်ရက်သို့ခီးသွားခြင်းမူဗီတွေထဲမှာဖြစ်ဖြစ်တခြားဇလန်းတွေမှာပဲဖြစ်ဖြစ်ရှောက်ချင်းကနေရာသိရတဲ့ character တခုတော့မဟုတ်ဘူးလေအမြဲတမ်းနောက်ွယ်မှာပဲအရေးလိုနေခဲ့ရတော့သူ့ရဲ့လက်နက်အကြောင်းမှာတိမ်မြုပ်နေခဲ့တာပါဒါပေမဲ့ကောင်းကင်ဘုံရဲ့စစ်သူကြီးဖြစ်ခဲ့တဲ့လူရဲ့လက်နက်ကဘယ်လိုလုပ်အားနေနိုင်မှာလဲမူရင်းဇလန်းတွေရဆိုရင်ဒီလက်နက်ကိုဒဏ္ဍာရီလာဖန်တီးမှုတို့ရဲ့နတ်ဖျားဖြစ်တဲ့လူပန်းကိုယ်တိုင်ကတွန်းလုပ်ခဲ့ပြီးမှအဲ့ချိန်တုန်းကကောင်းကင်မိုးခုံစစ်သူကြီးယာရုရထားတဲ့ရှောက်ချင်းလက်ထဲကိုအနှင်းခဲ့တာပါပြောရရင်တော့သူကောင်းကင်ဘုံကနှင်ထုတ်မခံရခင်နောက်ဆုံးရခဲ့တဲ့လက်နက်လိုတော့ပြောလို့ရပါတယ်လက်နက်ဖျားနန်းတော်တစ်ခုထဲမှာပဲတွေ့နိုင်တဲ့ထာဝရတစ်သားနဲ့တွန်းလုပ်ထားတဲ့လက်နက်ဆိုတော့ဘလောက်မာကြောပြီးအားကောင်းမလဲဆိုတာကိုခံမှန်းတာကြည့်ပါတော့ဗျာဒါရင်မဟုတ်သေးပါဘူးလက်နက်ကိုယ်ရဲ့တစ်ခုလုံးမှာကြောက်တံပရံများမြုပ်နှံထားတဲ့ပြင်အလေးချိန်ကလည်းကီလိုဂရမ်2200ကျော်ထိလေးလံပါတယ်တာမန်လူတွေအနေနဲ့ဒီလက်နက်ကိုမဖို့တော့ဖြစ်နိုင်မှာမဟုတ်ပါဘူးစုံခုံရဲ့ပင်လယ်ထောက်တိုင်လိုအလိုရှိသလိုသူကဆန့်နိုင်ကျုံးနိုင်ပါတယ်ထာဝရတစ်သားနဲ့လှုပ်ထားတဲ့လက်နက်ဖြစ်တာနဲ့ညီတာမန်လက်နက်တွေထက်မကောင်းဆိုးဝါးတွေပေါ်တက်ရောက်မှုကပိုကြီးပါတယ်အဲအကြောင်းပဲတချို့ဒဏ္ဍာရီတွေမှာရှမ်းရောင်ပေါင်ကျန်းမြန်မာလိုဒိတ်ပဲဆိုရင်တော့နတ်ဆိုးနိုင်တောင်ဝေးဆိုပြီးတော့သုံးလုံးကြတာပါတော်တော်လေးမာကြောတဲ့ပြင်အသုံးပြုတဲ့လူအပေါ်လိုက်ပြီးတော့စွမ်းအားကြီးလာနိုင်ပါသေးတယ်။ဒါကြောင့်ပဲဒီလက်နက်ကတရုတ်တာကိုဒဏ္ဍာရီတွေရဲ့စွမ်းအားအကြီးဆုံးလက်နက်တွေကတစ်ခုဖြစ်နေခဲ့တာပါ။နံပါတ်8ကျူးပါကျဲကင်ဆောင်ခဲ့တဲ့အဆွဲ6ချောင်းကောင်းကင်ထွန်းချက်ဒဏ္ဍာရီတွေကအတိုင်းဆိုရင်မူလအစမှာဒီလက်နက်ကိုကောင်းကင်ဘုံ36ပုံမှာရှိတဲ့ဥယျာဉ်တွေစိုက်ပျိုးတဲ့နေရာမှာသုံးခဲ့တာပါ။ကျူပါချက်လက်ထဲရောက်လာတာကတော့သူကောင်းကင်ဘုံရဲ့ရေတက်စစ်သူကြီးအဖြစ်တာဝန်ထမ်းဆောင်နေခဲ့တဲ့အချိန်အောင်မြင်မှုတွေရခဲ့လို့ကြောက်စိမ့်အီဂရစ်ကိုယ်တိုင်ချီးမြှင့်ခဲ့တာလို့ပဲပြောရမယ်ဗျကျူပါချက်ကလည်းဒီလက်နက်ကိုတော်တော်လေးသဘောကျပါတယ်ဘလောက်သဘောကျတယ်လဲဆိုရင်သူတေမျိုးကဘာစီကိုနဲနင်းတန်ပေးခံလိုက်ရတဲ့အချိန်ထိတောင်အတိကလက်နက်ဖြစ်ဆက်သုံးနေတာကိုပဲကြည့်ပါတော့ဒါလည်းအဆန်းတော့မဟုတ်ဘူးဗျဒီလက်နက်ကိုသွန်းလုပ်တဲ့နေရာမှာအသုံးပြုခဲ့တဲ့ရတနာပစ္စည်းတွေဆိုတာကလည်းကောင်းကင်ဘုံမှာတော့အလွန်ရှားပါတဲ့အရာတွေလေဥပမာပေးရရင်ရေခဲတထုနဲ့နတ်ပြားတံမဏိတို့လိုလက်နက်ကိုယ်တဲ့သွန်းလုပ်ဖို့အတွက်လိုအပ်တဲ့အရာတွေပြင်ကောင်းကင်နဲ့မြေပြင်ရင်ရန်ဥပဒေသစည်းမျဉ်းတွေပါထည့်သွင်းပြီးတော့တွန်းလုပ်ခဲ့တာပါဒါကြောင့်ပဲအဆွဲ6ချောင်းကောင်းကင်ထွန်ချက်ကတာအိုဒဏ္ဍာရီတွေရဲ့အားအကောင်းဆုံးလက်နက်တွေကတစ်ခုဖြစ်နေတာလို့ပြောလို့ရပါတယ်စွမ်းအားတွေကိုပြောရရင်တော့အဆွဲ6ချောင်းကောင်းကင်ထွန်ချက်မှာရှိတဲ့အဆွဲတစ်ချောင်းစီတိုင်းကမတူညီတဲ့တာအိုစွမ်းအင်တွေသုံးနိုင်ပါတယ်ဒါအပြင်ကောင်းကင်ဘုံလိုနေရာမျိုးမှာတော့ရှားပါတဲ့တပ်ထုတွေနဲ့လှုပ်ထားတာမို့လို့ဖျက်ဆီးလို့မရနိုင်အောင်မာကြောပါတယ်ဒဏ္ဍာရီတွေထဲမှာဒီလက်နက်ရဲ့အလေးချိန်နဲ့ပတ်သက်ပြီးတော့တိတိကျကျဖော်ပြထားတာမျိုးမရှိပေမဲ့အရန်လေးလက်နဲ့တဲတော့မပါပါဘူးစကားမဆက်ပြောရရင်တာအိုစွမ်းအင်ဆိုတာကမြေရှည်မီးတထုတစ်သားတို့လိုဓာတ်ကြီး၅ပါးစွမ်းအင်တွေပါဝင်ဒီလောကထဲမှာလဲပတ်နေတဲ့တခြားစွမ်းအင်တွေအားလုံးကိုပြောချင်တာပါပဲအဲ့ထဲကနေမှကောင်းကင်တာအိုမြေကဘာတာအိုလူသားတာအိုရင်ရန်တာအိုနဲ့ဓာတ်ကြီး၅ပါးတာအိုဆိုပြီးထပ်ခွဲထားပါတယ်ဒီတာအိုတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်9ကောင်းကင်ဘီရင်၄ပါးရဲ့လက်နက်တွေပါကောင်းကင်ဘီရင်တွေကိုတော့အကုန်လုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်တရုတ် animation တော်တော်များများနဲ့အခုနောက်ဆုံးထွက်ထားတဲ့ Black Mark ကူခုံးလိုဂိမ်းမှာပါထားတဲ့ပြင်အနောက်ရက်သို့ခီးသွားခြင်းမူလဇလန်းမှာလည်းဝူခုံးကိုဖမ်းဆီးခဲ့တဲ့နတ်ဖျားတွေဆိုတော့အခုပြောပြပေးသွားမှာကအဲ့လိုကောင်းကင်ဘီရင်၄ပါးရဲ့လက်နက်တွေအကြောင်းပဲဖြစ်ပါတယ်
ကောင်းကင်ပြင်၄ပါးလုံးရဲ့လက်နက်တွေကတစ်ခုနဲ့တစ်ခုတိတ်မကွာတဲ့အပြင်၄ခုလုံးပေါင်းလိုက်ရင်အတော်လေးကိုကြောက်စရာကောင်းသွားတာဆိုတော့တစ်ခုတည်းအဖြစ်သတ်မှတ်ပေးထားတာပါ၄ပါးဆိုတော့လက်နက်ကလည်း၄ခုပေါ့အရှေ့ပိုင်းကောင်းကင်ပြင်လက်နက်ကြောက်စိမ့်ပြက်ဆောင်နာမည်အတိုင်းပဲကြောက်စိမ့်နဲ့လှုပ်ထားတဲ့ပြက်ဆောင်တစ်ခုဖြစ်ပြီးတော့ရုပ်ရှင်ကားတွေ animation ကားတွေတဲကလို့ရာသီဥတုကိုထိန်းချုပ်နိုင်တဲ့အတန်လိုင်းတွေနဲ့တိုက်ခိုက်နိုင်တယ်လို့လူတွေရဲ့စိတ်ကိုကြည်လင်သွားအောင်လည်းလုပ်ပေးနိုင်ပါတယ်တောင်ပိုင်းကောင်းကင်ပြင်လက်နက်ပါကွာဓာတ်ရှင်းမြောင်ဝင်ကဘာနဲ့ဆက်ဆက်နေတဲ့ဓာတ်ဖြစ်ပြီးဓမ္မနဲ့တောင်ပိုင်းကောင်းကင်ကိုကာကွယ်ထားတဲ့တင်ကေဓာတ်ဖြစ်ထင်ပေါ်ကျော်ကြားပါတယ်ဓာတ်ကိုကင်ဆောင်ထားရုံနဲ့ပုံရိပ်ရောင်တွေကိုဖောက်ထွင်းပြီးအရာအားလုံးရဲ့အစစ်မှန်ပုံစံကိုမြင်နိုင်တဲ့အပြင်ရွှေရောင်ရှင်းမြောင်ဝင်ကဘာအကာအကွယ်ပါဖန်တီးပြီးတော့ကိုကာကွယ်ထားနိုင်ပါတယ်မြောက်ပိုင်းကောင်းကင်ပြင်လက်နက်တိမ်လွှာထီးရွှေရောင်အလင်းတွေနဲ့အကာအကွယ်နယ်မြေဖန်တီးပြီးတော့ပတ်ပတ်လေကိုကာကွယ်ပေးနိုင်တယ်လို့တိုက်ခိုက်မှုတွေကိုလည်းတံပြန်ထိခိုက်သွားအောင်လုပ်နိုင်ပြီးတော့မကောင်းတဲ့စွမ်းရည်တွေကိုလည်းဖယ်ရှားနိုင်ပါတယ်အနောက်ပိုင်းကောင်းကင်ပြင်လက်နက်ငကပတ်ကြာပုတ်နဂါးတွေအလုံးကိုထိန်းချုပ်ထားတဲ့အရာပဲဆိုပါစို့နတ်ဆိုးတွေဝိညာဉ်တွေနဂါးတွေအကုန်လုံးကိုဖမ်းချုပ်ထားနိုင်ပါတယ်ငကပတ်ကြာပုတ်နဲ့ဖမ်းချုပ်ခံလိုက်ရတာနဲ့ဘလို့မှလွတ်အောင်လုပ်လို့မရတော့ပါဘူးအရွယ်အစားကိုလည်းလိုသလိုကြီးနိုင်သေးနိုင်သေးပါတယ်ဒီလက်နက်၄ခုထဲမှာဒုတိယမြောက်အစွမ်းကြီးဆုံးလို့တော့ပြောရမယ်ဗျနံပါတ်6အဝါရောင်ဧကရယတာဒီလက်နက်ကတရုတ်ဒန်နာရီထဲမှာတော်တော်လေးနာမည်ကြီးတဲ့လက်နက်လို့ပြောလို့ရမယ်ဗျအထူးသဖြင့်အဝါရောင်ဧကရပွမ်တီနဲ့ပတ်သက်နေတာကြောင့်လည်းပါတာပေါ့ချီယိုရှင်းထန်တို့လိုနတ်ဖျားတွေနဲ့တိုက်ပွဲတွေမှာရွှန်ရွန်ဓာကအရေးကြီးတဲ့နေရာကနေပါဝင်ခဲ့တာပါအဝါရောင်ဧကရဟွမ်တီရဲ့အကြောင်းကိုနောက်မှဗီဒီယိုတစ်ခုသက်သက်ကျွန်တော်လုပ်ပေးပါမယ်ဗျတခြားလက်နက်တွေနဲ့မတူပဲတစ်ခုထူးခြားတာကဒီလက်နက်ကိုကြောက်စိမ့်ဧကရကိုယ်တိုင်သုံးလုပ်ပြီးတော့အဝါရောင်ဧကရကိုပေးခဲ့တာကြောင့်ပဲဒီလက်နက်ကိုသုံးလို့ဖို့လိုအပ်ခဲ့တဲ့အရာတွေကလည်းတေချာပေါက်ဘယ်နှဲမလဲကောင်းကင်ရွှေနဂါးမြူတွေတို့လိုအရာမျိုးတွေလိုအပ်တဲ့အပြင်ကျဲအလင်းရောင်တွေပါအပူပေးခဲ့ရတာပါတခြားဒဏ္ဍာရီတွေလည်းရှိပေမဲ့ကျန်တာတွေကိုတော့နောက်ကြုံမှကြုံသလိုပြောပြတာပေါ့စွမ်းအားတွေကတော့ Draggy ၅ပါးအပြင်ကောင်းကင်မိုးကြိုးတွေကိုပါဆင့်ခေါ်နိုင်ပါတယ်ကောင်းကင်ရွှေနဲ့လှုပ်ထားတဲ့လက်နက်ဖြစ်တဲ့အတွက်တန်ကြီးတက်သွားတာမျိုးတုံးသွားတာမျိုးဘယ်တော့မှမဖြစ်ပါဘူးအရာအလုံးကိုပိုင်းဖြတ်နိုင်တယ်ဒါတွေမကသေးဘူးဗျနတ်ဆိုးတွေဆိုရင်ဒီဓာတ်နဲ့ထိတာနဲ့ချက်ချင်းပြာဖြစ်စေတဲ့စွမ်းအားလဲပိုင်ထားပါသေးတယ်ဒဏ္ဍာရီတွေထဲမှာဒီဓာတ်အကြောင်းဘလောက်တောင်တင်စားထားသလဲဆိုနောက်တစ်ချိန်ပြန်ဖန်တီးလို့မရနိုင်တဲ့လက်နက်ဆိုပြီးတောင်ပြောထားတဲ့အထိပါပဲနံပါတ်5သုံးမျက်နှာအသွားနှစ်ဖက်လန်တရုတ်ဒဏ္ဍာရီတွေထဲကြောက်စရာအကောင်းဆုံးလက်နက်တွေကတစ်ခုဖြစ်တဲ့ဒီလန်ရဲ့ပုံပန်းသွင်ပြင်ကထူးခြားတာလို့ပဲပြောရမယ်ဗျပြီးတော့ကျွန်တော်အကြိုက်ဆုံးလက်နက်ဆိုလည်းမမားပါဘူးပုံထဲမှာပြထားသလိုလှန်ကောင်းက3ကွခွဲထွက်နေပြီးတော့အစွန်းနှစ်ဖက်လုံးနဲ့တိုက်ခိုက်လို့ရအောင်ဖန်တီးထားတာပါအလေးချိန်ကလည်း13950ကီလိုဂရမ်လောက်ထိလေးလံပြီးတော့ဝူခုံးရဲ့ပင်လယ်တောက်တိုင်ထက်တောင်ပိုပါသေးတယ်အလေးလံဆုံးနတ်ဖျားလက်နက်တွေကတစ်ခုပါဝင်မှုလို့အသုံးပြုတဲ့လူကလည်းတော်ယုံတန်ယုံလူဆိုမတော်မနိုင်မှာမဟုတ်ပါဘူးဒီလိုလက်နက်မျိုးကိုတတရရဆွဲကင်ထားနိုင်တာကိုကြည့်ုံနဲ့အာလန်ရှန်အာလန်နတ်ဖျားဘလောက်ကျန်းလဲဆိုတာကိုခံမှန်းလို့ရနေလောက်ပါပြီဒါအပြင်ဒီလက်နက်ကိုခုတ်ဖြတ်ပိုင်းဆိုတဲ့အတိုင်းစိတ်ထဲရှိသလိုနီလန်းမျိုးစုံပြောင်းပြီးတော့တိုက်ခိုက်နိုင်အောင်လဲဖန်တီးထားပါသေးတယ်အာလန်လိုစစ်နက်ဖျားအတွက်ဒီလက်နက်ရလိုက်တာရေကန်နဲ့9ရောက်သွားသလိုပါပဲဒီလက်နက်ကိုသုံးပြီးတော့အဆုံးမရှိတဲ့တိုက်ကွက်အပြောင်းလဲတွေအများကြီးဖန်တီးတိုက်ခိုက်နိုင်ပြီလေစွမ်းအားတွေအကြောင်းကိုပြောရရင်တော့တောင်နဲ့မြစ်ကိုပိုင်းဖြတ်နိုင်လောက်အောင်စွမ်းအားကြီးပါတယ်မြင်းကလေးတွေဖန်တီးနိုင်ုံတွေမဟုတ်ဘူးကောင်းကင်မိုးကြိုးတွေပါဆင့်ခေါ်နိုင်ပါတယ်တချို့ဒဏ္ဍာရီတွေထဲမှာဝူခုံးရဲ့ပင်လယ်ထောက်တိုင်လိုမျိုးအရွယ်စားကလိုသလိုကြီးနိုင်သေးနိုင်တယ်လို့ပြောပေမဲ့တိတိကျကျအသုံးပြုတာမျိုးတော့တခါမှမပါဘူးပါဘူးကောင်းကင်ကြီးနီတန့်စင်တဲ့မိုးကြိုးသွားကြောက်စိမ့်တံမဏိအမြုတွေနဲ့ကျယ်မြုတွေတို့လိုအရာမျိုးတွေပေါင်းဆက်လိုက်ရုံနဲ့မပြီးသေးပါဘူးတာဝါရရဲ့အကြီးမြတ်ဆုံးနှစ်ဖျားတွေဖြစ်တဲ့စန်ချင်းသုံးပါးတွေကထိုက်ဆန်လောင်ကျွင်းရဲ့ကောင်းကင်မီးပြင်းပိုထဲမှာထည့်ပြီးတော့ပါသွန်းလုပ်ခဲ့ရတာပါကောင်းကင်မီးပြင်းပိုကထုတ်ပြီးနောက်ပိုင်းတာဝအနှစ်သာရတွေစုပ်ယူနိုင်အောင်ကျယ်လင်းအောင်မှာ49ရက်တိတိထားရပါသေးတယ်ဒီလက်နဲ့ဖန်တီးရတာတော်တော်လှုပ်ရှုပ်တာပါပဲဗျာကျွန်တော်ဆိုရင်တော့ဒီလောက်ထိစိတ်မရှိတော့ဘူးထင်တယ်ဗျနံပါတ်4ပင်လယ်ထောက်တိုင်ပင်လယ်အပ်စတဲ့အတိုင်းနာမည်တွေအများကြီးရှိပေမဲ့ဝူခုံးရဲ့ဖြက်စီးလို့မရတဲ့လက်နက်ဖြစ်အထင်ရှားဆုံးပါပဲဒီလက်နက်နဲ့ပတ်သက်ရင်တော့ဝူခုံးနဲ့ပတ်သက်တဲ့ရုပ်ရှင်ကားတွေအနီမေးရှင်းကားတွေတိုင်းလိုမှာပါပြီးသားမို့လို့အထွေထူးရှင်းပြဖို့လိုမယ်မထင်ပါဘူးဒါပေမဲ့မတူညီတာကဒဏ္ဍာရီတွေထဲမှာဒီလက်နက်ကိုအရှိပင်လဲငကားပြင်ကသမုဒ္ဒရာရဲ့ရေစီးကြောင်းတည်ငြိမ်အောင်ထိမ့်သိမ့်တဲ့နေရာမှာသုံးတာပါပင်လဲထောက်တိုင်းဆိုတဲ့နာမည်ကလည်းဒါကြောင့်ပဲရလာခဲ့တာလို့ပြောရမယ်ဗျပုံမှန်အရွယ်စားတိုင်းဆိုရင်ကီလိုဂရမ်6950လောက်ပဲလေးလံတာမို့လို့အားလန်နှစ်ဖျားရဲ့လက်နက်ထက်တောင်ပေါ်ပါပေမဲ့အရွယ်စားလိုသလိုကြီးနိုင်သေးနိုင်တာကဒီလက်နက်ရဲ့အားသာချက်အနေလို့ပဲပြောရမယ်ဗျဒါတွေမဟုတ်သေးပါဘူးတရုတ်ဒဏ္ဍာရီတွေကကောင်းကင်ကြောက်တုံးပြီးရင်ဒုတိယမြောက်အရှားပါဆုံးသတ္တုဖြစ်တဲ့ကောင်းကင်တန်နဲ့သွန်းလုပ်ထားတာမို့လို့လုံးဝဖျက်ဆီးလို့မရနိုင်အောင်မာကြောပါတယ်ကောင်းကင်မိုးကြိုးတွေနတ်ဖျားလက်နက်တွေနဲ့တခြားတိုက်ခိုက်မှုတွေအကုန်လုံးထိခိုက်ခံရတာတော့
ချစ်ရတစ်ခုမထင်ခဲ့တာကအကောင်းဆုံးသက်သေပါပဲတခြားလက်နက်တွေနဲ့မတူပဲထူးခြားတာကိုပြောရရင်တော့ဝူခုံးရဲ့ပင်လယ်တောက်တိုင်ကတာအိုဆွမ်းရင်တွေအသုံးပြုလို့မရပါဘူးဒါကြောင့်ပဲဝူခုံးကိုယ်တိုင်ကလည်းဘယ်ဒန်နာရီပါမှတာအိုဆွမ်းရင်တွေကြောင့်တိတိတသာမသုံးပြသွားတာပါပြောရရင်ဒီလက်နက်ကိုသုံးလုပ်ခဲ့တုန်းကအရန်ကိုရှေးကြတဲ့ကပောက်ကိကဖြက်စီးခြင်းချီဆွမ်းရင်တွေပဲအသုံးပြုပြီးတော့ဖန်တီးခဲ့တာကြောင့်လည်းဖြစ်မယ်ဗျအဲ့အတွက်သူ့မှာဖြက်စီးခြင်းဓာတ်တဘာဝပဲရှိတယ်ဗျစွမ်းအားတွေကတော့ဘာမှထူထူသိမ့်မရှိပါဘူးလုံးဝဖြစ်စည်းလို့မရနိုင်အောင်မာကြောတယ်အကန့်အသတ်မရှိပုံစံတွေဖန်တီးနိုင်တယ်လို့အသုံးပြုသူရဲ့ခြီစွမ်းအင်ကိုစုပ်ယူပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေထုတ်ဖော်နိုင်တယ်တစ်ချက်ဝေရဲလိုက်ုံနဲ့တောင်နဲ့မြစ်တွေကိုတော့အသာလေးဖြစ်စည်းပြဖို့မခက်ခဲပါဘူးဒီနေရာမှာပြောချင်တာကပင်လယ်တောက်တိုင်ကစွမ်းအားကြီးတဲ့လက်နက်ဆိုပေမဲ့တခြားလူတွေအသုံးပြုရင်အခုလောက်ထိစွမ်းအားကြီးမှာမဟုတ်ပါဘူးဝူခုံးလက်ထက်ရောက်မှအသုံးပြုတဲ့လူနဲ့လက်နက်နဲ့အဝင်ခွင်ကြလိုက်ဖက်သွားတာလို့ပြောရမယ်ဗျနံပါတ်3ကောင်းကင်ပြည်တံကြဖို့ဒါမှမဟုတ်တရုတ်ဒန်နာရီတဲ့လူသိအ ਨੇ ဆုံးလက်နက်ဒီလက်နက်ရဲ့သမိုင်းကြောင်းကိုမပြောခင်အရင်ဆုံးအနေနဲ့ကျွန်တော်အမြင်ကိုအရင်ပြောပေးပါမယ်ဘာလို့ဆိုကျွန်တော်ကဒီအရာကိုလက်နက်တစ်ခုဆိုတာတဲ့ကောင်းကင်တာကိုကိုစားပြုတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပုံမြင်လို့ပါဒီလက်နက်ရဲ့ပထမဆုံးပိုင်ရှင်ကစန်းချင်းသုံးပါးထဲမှာအကြီးမြတ်ဆုံးဖြစ်တဲ့ရွမ်ရှစ်ထမ်ဂျန်ကိုယ်တိုင်ဖြစ်ပြီးစကြဝဠာကြီးရဲ့ဟန်ချက်ကိုထိမ့်သိမ်းဖို့အသုံးပြုခဲ့တာလို့ပြောရမယ်ဗျ။ကောင်းကင်ဘုံရဲ့အမြင့်ဆုံးအာဏာကိုစုပ်ကိုင်ထားတဲ့တခြားလူတွေကလည်းဒီလက်နက်ကိုအသုံးပြုဘူးပေမဲ့ဒန်နာရီတွေထဲမှာတခြားလက်နက်တွေလောက်ထင်ထင်ရှားရှားမပါခဲ့ပါဘူး။အဲ့လိုဖြစ်ရတာကလည်းဒီလက်နက်ကတိုက်ပွဲတွေအတွက်ဖန်တီးထားတာမျိုးမဟုတ်တာကြောင့်ပါ။သူ့ကိုဖန်တီးခဲ့တဲ့ရည်ရွယ်ချက်ကိုကောင်းကင်ဘုံရဲ့စီးမြင့်တွေကိုဖီဆန်တဲ့လူတွေကိုအပြစ်ပေးဖို့အတွက်တီးသက်ဖန်တီးခဲ့တာပါ။ဒါကြောင့်ဒီလက်နက်ကလူတူတယောက်ပိုင်ဆိုင်တဲ့အရာဆိုတာထက်ကောင်းကင်ဘုံကိုကိုစားပြုတဲ့အရာလို့ပြောရင်ပုံမှန်ပဲဗျ။ဒီလက်နက်ကိုဖန်တီးဖို့ကောင်းကင်တန်နဲ့လိုဒုတိယမြောက်အရှားပါဆုံးတထုပြင်တာအိုဆွမ်းရင်ကိန်းဝင်နေတဲ့ယတနာတွေလည်းမရည်တွက်နိုင်အောင်အသုံးပြုခဲ့ရပါသေးတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဗျ။လက်နက်ကိုယ်ရဲ့ပေါ်ပြီးချိန်မှာရွမ်ရှစ်ထမ်ဂျန်လိုအကြီးမြတ်ဆုံးတာအိုနှစ်ပြားကိုယ်တိုင်ကောင်းကင်တာအိုစီးမင်းတွေထည့်သွင်းပြီးလက်စသက်ဖန်တီးခဲ့တာလို့ပြောရမယ်ဗျ။လက်နက်အကြောင်းလည်းပြောပြီးပြီဆိုတော့စွမ်းအားတွေအကြောင်းသွားလိုက်ရအောင်ဗျ။စွမ်းအားတွေကတော့ရှင်းပါတယ်။ဟန်ချက်ညီမှုနဲ့ကောင်းကင်ဘုံရဲ့စီးမြင့်ကိုကိုစားပြုတဲ့လက်နက်ဖြစ်တာနဲ့ညီတာအိုစွမ်းရဲ့အသုံးပြုလို့ရတယ်။ရင်ရန်ဒရက်ဂျီ၅ပါးအပါအဝင်ဖန်တီးခြင်းနဲ့ဖြည့်ဆည်းခြင်းစွမ်းရည်တွေကိုပါထိန်းချုပ်နိုင်တယ်။လက်တွေ့လောကရဲ့ဖြစ်တည်မှုတွေကိုပါပြောင်းလဲပစ်နိုင်ပြီးတော့ကင်ဆောင်ထားတဲ့လူစိတ်ထဲရှိသလိုပုံဖော်လို့ရပါသေးတယ်။ဒါရင်မဟုတ်သေးပါဘူး။အချိန်နဲ့အာဃာတကိုလည်းထိန်းချုပ်နိုင်ပါသေးတယ်ဗျာအဆုံးသက်ပြောရရင်ဒီလက်နက်ရဲ့အထူးခြားဆုံးအချက်ကကြာပုတ်ပုံစံတွေမဟုတ်ဘူးတခြားပုံစံတွေဖြစ်ပါပြောင်းလဲအသုံးပြုနိုင်ပြီးတိုက်ခိုက်ခံရတဲ့လူကိုအပိုးကျိုးသွားစေတာပါပဲနံပါတ်2ကောင်းကင်ပိုင်းခြားပစိန်ဒီပစိန်ကိုတရုတ်ဒန်နာရီရဲ့အရေးပါဆုံးလက်နက်ဒါမှမဟုတ်အထင်ကရအဖြစ်ဆုံးလက်နက်လို့ပဲဆိုပါစို့ဒီလက်နက်ကိုကင်ဆောင်ခဲ့တဲ့တယောက်တည်းသောသူကပန်ကူးဖြစ်နေတာကြောင့်လည်းပါတာပေါ့ပန်ကူးဆိုတာလဲအပြက်စီးတွေပဲပြည့်နေတဲ့ကဘာဦးခေတ်မှာကောင်းကင်မြေပြင်ကိုနှစ်ပိုင်းခွဲပြီးကဘာကြီးကိုဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်နှစ်ဖျားလေဒန်နာရီတွေကအတိုင်းဆိုရင်ပန်ကူးကကောင်းကင်မြေပြင်ကိုမပိုင်းခြားခင်တုန်းကကဘာကြီးတစ်ခုလုံးရှုပ်ထွေးပြီးနေရာနဲ့မှမဖော်ပြနိုင်တဲ့ပျက်စီးမှုတွေနဲ့ပြည့်နေနေခဲ့တာပါဒီလိုခေတ်မှာပန်ကူးကကောင်းကင်ပိုင်းခြားပစိန်နဲ့ရှုပ်ထွေးမှုတွေကိုရှင်းကောင်းကင်မြေပြင်ကိုပိုင်းခြားပြီးမျှချီကိုဖန်တီးပေးခဲ့တာပါပန်ကူးအကြောင်းအသေးစိတ်ကိုတော့နောက်မှကျွန်တော်ရှင်းပြတာပေါ့အခုကတော့လက်နက်အကြောင်းလေးပဲဆက်လိုက်ရအောင်ဗျာကောင်းကင်ပိုင်းခြားပစိန်ကိုဖန်တီးခဲ့တာပန်ကူးကိုယ်တိုင်ပဲဗျသူဒီပစိန်ကိုဖန်တီးခဲ့တဲ့ချိန်တုန်းကကောင်းကင်နေမြေပြင်တော့မမွေးဖွားသေးဘူးလို့ပြောကြတယ်ဗျအဲကြောင့်ဒီပစိန်ကိုရှေ့အကြဆုံးကဘာဦးခေတ်မှာရှိခဲ့တဲ့ဖြက်စီးခြင်းချီရင်စွမ်းရင်နဲ့ဖန်တီးခြင်းချီရန်စွမ်းရင်ပဲသုံးပြီးဖန်တီးခဲ့ရတာပါအလေးချိန်ကိုတိတိကျကျဖော်ပြမထားပေမဲ့ဒနာရီတွေကရေးထားတဲ့အတိုင်းဆိုရင်အလွန်တန်မာတဲ့ခွန်အားပိုင်ဆိုင်တဲ့လူပဲအသုံးပြုဖို့ဖြစ်နိုင်ပါလိမ့်မယ်စွမ်းအားတွေကတော့မြင်များဆဆသိမ့်မရှိပါဘူးဒါပေမဲ့တစ်ခုချင်းစီတိုင်းကတခြားလက်နက်တွေထက်သာလွန်ပါတယ်ဖန်တီးခြင်းနဲ့ဖြက်စီးခြင်းချီနဲ့ဖန်တီးခြင်းချီတွေသုံးပြီးဖန်တီးခဲ့တဲ့လက်နက်ဖြစ်တာမို့လို့အရာအလုံးကိုဖျက်ဆီးနိုင်တယ်လို့အသစ်တစ်ခုဖြစ်ကွဲထွက်သွားအောင်လည်းဖန်တီးနိုင်ပါသေးတယ်နံပါတ်1စန်းချင်းသုံးပါးဖန်တီးခဲ့တဲ့လက်နက်များဒီနေရာမှာတစ်ခုပြောချင်တာကကျွန်တော်သုံးထားတာကလက်နက်များဆိုပြီးပါလက်နက်တစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒီအတွက်လက်နက်တွေတစ်ခုထက်ပိုပါတယ်ဒါပေမဲ့စန်းချင်းသုံးပါးဖန်တီးခဲ့တဲ့လက်နက်တွေကများတော့ရှည်သွားမှာဆိုလို့အစွမ်းထက်ဆုံးလက်နက်နှစ်ခုအကြောင်းပဲပြောသွားပါမယ်စန်းချင်းသုံးပါးဆိုတာတာဝါရနဲ့အကြီးမြတ်ဆုံးနတ်ဖျားသုံးပါးကိုရည်ညွှန်းတာပါဒနာရီတွေကအတိုင်းဆိုရင်စန်းချင်းသုံးပါးကကြောက်စိမ့်ဧကရီရဲ့အထက်အဆင့်မှာရှိနေတဲ့နတ်ဖျားတွေလို့ပြောရမယ်ဗျတာဝန်နဲ့တသားတည်းဖြစ်နေပြီးစကြဝဠာကြီးတစ်ခုလုံးရဲ့ဖန်တီးခြင်းဖြက်စီးခြင်းနဲ့ထိမ့်သိမ်းခြင်းဆိုတဲ့တာဝန်တွေကိုယူထားတဲ့သူဆိုလည်းမမှားပါဘူးစန်းချင်းသုံးပါးနဲ့အလဲမှာရှိနေတာကရွမ်ရှစ်ထမ်ဂျွမ်ဘယ်ဘက်မှာကလင်းပေါင်ထန်ဂျွမ်နဲ့ညာဘက်မှာထိုက်ဆန်လောင်ဂျွမ်ဆိုပြီးသတ်မှတ်လို့ရပါတယ်အလဲမှာရှိနေတဲ့ရွမ်ရှစ်ထမ်ဂျွမ်အရှင်မြတ်ကတကိုးအကြီးဆုံးဆိုပြီးတာအုပ်အကုန်လုံးကနားလည်ထားပါတယ်ဘယ်ဘက်မှာရှိရဲ့လင်းပေါင်ထန်ဂျွမ်ကြောင့်ရွမ်ရှစ်ထမ်ဂျွမ်အရှင်မြတ်နားလည်ထားတဲ့တာအုပ်တွေကိုခွဲချမ်းစိတ်ဖြာပြီးထိုက်ဆန်လောင်ဂျွမ်ကလူသားတွေကိုပြန်ပြီးမျှဝေပေးပါတယ်အရှင်းဆုံးပြောရရင်တော့တင်ပေးတာပေါ့ဗျာဒါလို့ဆိုလက်နက်ဖန်တီးသူတွေအကြောင်းအကြမ်းမြင်သိပြီးပြီဆိုတော့သူတို့ဖန်တီးခဲ့တဲ့လက်နက်တွေကအစွမ်းထက်ဆုံးလက်နက်နှစ်ခုအကြောင်းစပြောလိုက်တာပေါ့ကဘာဦးပလဲ
စက်ကြောရာကြီးကိုမဖန်ဆင်းခင်ဒါမှမဟုတ်စက်ကြောရာဆိုတာဖြစ်မလာခင်ကအမောင်တို့ကြီးပဲရှိနေခဲ့တာမလားအဲ့ယူဆာကဒီဘက်ခေတ်အထိအကုန်လုံးလက်ခံထားကြတာပဲလေဒီဘက်ခေတ်မှာဆိုရင်တော့ Big Bang Theory လိုအရာမျိုးနဲ့ခက်ဆင်ဆင်ပေါ့ထားပါအဓိကပြောချင်တာကဒီပလဲကအဲ့လိုအမောင်တို့ကိုစားပြုတယ်ဆိုတာပါပဲဖြစ်တည်မှုအားလုံးရဲ့အစစက်ကြောရာကြီးရဲ့ကနဦးပုံစံစသဖြင့်နာမည်တွေလည်းအမျိုးမျိုးရှိပါတယ်ဒီနေရာမှာရှင်းအောင်ပြောရရင်ဘယ်မှတ်တမ်းတွေထဲမှာမှဒီပလဲကိုရွမ်ရှစ်ထွန်ဂျန်ကိုယ်တိုင်ဖန်တီးခဲ့တယ်ဆိုတဲ့အချက်လက်မျိုးရေးရမပါပါဘူးဒါပေမဲ့တာဝါရအရဆိုရင်ရွမ်ရှစ်ထွန်ဂျန်ကစက်ကြောရာမတိုင်ခင်ကတာဝနဲ့တသားတည်းဖြစ်ရှိနေခဲ့တာလို့သတ်မှတ်ကြပါတယ်အဲ့ချိန်တုန်းကတော့ပုံမှန်တွင်ပြင်အတီတကြရဲလို့မရှိခဲ့ဘူးပေါ့ဒီကဘာဦးပလဲဟာအဲ့လိုအချိန်မျိုးမှာရွမ်ရှစ်ထွန်ဂျန်ရဲ့အသိစိတ်ကနေမွေးဖွားလာတာလို့ပြောရမယ်ဗျစွမ်းအားတွေကတော့တာအိုဒါမှမဟုတ်အဆုံးမဲ့အမောင်တို့ကိုစားပြုတဲ့လက်နက်ဖြစ်တာနဲ့ညီမလုံနိုင်တဲ့အရာဆိုတာမရှိသလောက်ပါပဲအချိန်နဲ့အာကာသရဲ့အလွန်မှာတည်ရှိတာဖြစ်တဲ့အတွက်ဘလို့ရာမျိုးနဲ့မှဖြစ်စည်းပြလို့မဖြစ်နိုင်ပါဘူးအရာခသိန်းကိုဖြစ်စည်းနိုင်တယ်လို့အသစ်အဖြစ်လဲပြန်ဖန်တီးနိုင်ပါတယ်ကံကြမ္မာကိုထိန်းချုပ်တာမျိုးတွေအပါအဝင်တခြားစွမ်းရည်တွေလည်းများလုံးတာမို့လို့အတူတူပြောရရင်စိတ်ကူးနိုင်တဲ့မြအကုန်လုံးနိုင်တယ်ပဲဆိုကြပါစို့ဗျာဖန်ဆင်းခြင်းကောင်းကင်မှတ်တမ်းဒီလက်နက်နဲ့ပတ်သက်ရင်တော့အတော်လေးသဘောထားကွဲလဲစရာတွေများမယ်ဗျပြောရရင်ဒဏ္ဍာရီတွေတစ်ခုနဲ့တစ်ခုမှာရေးထားတဲ့မူရင်းမှတ်တမ်းတွေမတူညီတာကြောင့်လည်းပါတာပေါ့လေတချို့ဒဏ္ဍာရီတွေမှာပန်ကူးကကောင်းကင်နဲ့မြေပြင်ကိုပစိန်နဲ့ပိုင်းခြားခဲ့ပေမဲ့စက်ကြောရာရဲ့မျှကြီးပါထိခိုက်သွားခဲ့တာပါအဲ့လိုချိန်မှာဖန်ဆင်းခြင်းကောင်းကင်မှတ်တမ်းကိုတွေ့ခဲ့ပြီးအရာအလုံးမျှကြီးကိုပြန်ထိမ့်သိမ်းနိုင်ခဲ့တာလို့ရေးကြပါတယ်တချို့ဒဏ္ဍာရီတွေမှာကြတော့လေဖန်ဆင်းခြင်းကောင်းကင်မှတ်တမ်းကစာအုပ်ထက်အယောင်မျိုးစုံရောထွေးနေတဲ့အလင်းလုံးလိုပုံစံမျိုးလို့ပြောကြပါတယ်ပန်ကူးကမွေးဖွားလာပြီးနောက်ပိုင်းအဲ့အရာကိုလေးလာရင်းနဲ့မှတာအိုကိုသဘောပေါက်သွားပြီးသူ့ပစိန်ကိုဖန်တီးခဲ့တာဆိုတာမျိုးပေါ့ဒါပေမဲ့အများစုလက်ခံထားတဲ့ဒဏ္ဍာရီရတော့ဖန်ဆင်းခြင်းကောင်းကင်မှတ်တမ်းကပန်ကူးမမွေးဖွားခင်တည်းကရှိခဲ့တဲ့အရာပါပဲကဘာဦးပလဲလိုအမောင်တူထဲမှာဖြစ်တည်လာပြီးတာအိုရဲ့တစိမ့်တစ်ပိုင်းဖြစ်သတ်မှတ်ကြပါတယ်ဘာပဲဖြစ်ဖြစ်ဒီစာအုပ်ကတာအိုဝါရရဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တာတော့ငင်းလို့မရတဲ့အမှန်တရားပါပဲဒီစာအုပ်ထဲမှာစက်ကြောရာကြီးရဲ့အမှန်တရားတွေနိယာမတွေအကုန်လုံးပါဝင်ပြီးတာအိုကိုနားလည်သွားစေနိုင်တဲ့အန်တီမယတနာလို့ပဲဆိုပါစို့စွမ်းအားတွေကိုလည်းရှည်ရှည်ဝေးဝေးပြောစရာလိုမယ်မထင်ပါဘူးကဘာဦးပလဲနီးတူစက်ကြောရာမတိုင်ခင်တည်းကတည်ရှိပြီးတာအိုရဲ့အစိတ်ပိုင်းဖြစ်တာနဲ့ညီစိတ်ကူးသမျှအကုန်လုံးလုံနိုင်ပါတယ်ဗလာနက်တီကနေတက်ရှိတက်မဲ့တွေဖန်တီးနိုင်တယ်လို့တီရှိမှုကနေလည်းလုံးဝပျောက်ကွယ်သွားအောင်ဖျောက်ပြက်ပြစ်နိုင်တာမျိုးတွေအထိလုံနိုင်တော့ဂျန်နာရီဆိုတော့ဒီလက်နက်နှစ်ခုအတွက်ပါမွားလေးပါပဲဗျာဒါကတော့တရုတ်ဒဏ္ဍာရီသမိုင်းတွေကအစွမ်းထက်ဆုံးလက်နက်10ခုအကြောင်းကျွန်တော်သိသလောက်လေးမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းလူတွေသိမသိသေးတဲ့ဒဏ္ဍာရီအကြောင်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ